လူသူမရှိတဲ့ကျိုးပြက်တစ်ခုပေါ်မှာအမျိုးသားနှစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်တောင်းတင်နေကြပါတယ်အိမ်တော်ကြီးလင်မယားကလူငယ်လေးရဲ့ရှေ့မှာတင်အချစ်ပြနေကြပြီးလူငယ်လေးကတော့ဒီလိုစိတ်ရုပ်ပိုင်းဆိုင်ရာမတတ်မတာဖြစ်မှုကိုငြိမ်ခံနေခဲ့ပါတယ်သို့တော်လည်းထိပ်ပြောင်ပြောင်နဲ့ခင်မှုဖြစ်သူဟာလူငယ်လေးကိုပြန်ပဲတစ်ယောက်လိုစတင်မြင်လာခဲ့ပါတယ်သူတတိမလစ်ခင်တဲ့ကမ်းခြေကိုမရောက်ခင်ကတည်းကသူ့ဇနီးနဲ့လူငယ်လေးတို့ဟာကျုံးပေါ်မှာကျဲတော်ကြအတူတူရှိနေကြတာပါသူတို့စောက်ထားတဲ့တဲနဲ့ပေါ်များလာတဲ့အစားအစာရိတ်ခါတွေကိုမြင်ရတဲ့အခါခင်မုန်းဖြစ်သူဟာခိုင်လုံတဲ့တသက်မရှိပေမဲ့သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုအပြင်းထန်တန်တရားဝင်လာခဲ့ပါတယ်ဒီနေ့မှာတော့သူတို့နှစ်ယောက်ပင်လယ်ထဲမှာအတူတူရေမောရင်ငါးဖက်နေတာကိုမြင်ပြီးခင်မုန်းရဲ့ဒေါသတွေပောက်ကွဲထွက်သွားခဲ့ပါတယ်နေတိုင်းအစားအစာတွေကိုအစိမ့်လိုက်စားနေရတော့လေသူဟာဆွေးတရုပ်မီမွေပြီးချက်ပြုတ်ဖို့အကြောင်းပြကလူငယ်လေးကိုစင်ကုန်ခဲ့ပါတယ်ဒီပြုမှုဆောင်ရွက်ချက်ဟာ၃ယောက်လုံးကြားထဲမှာတင်းမာမှုကိုပုံမှုမြင့်တက်စေခဲ့ပါတယ်လက်တွေ့မှာအဲ့တော့လူငယ်လေးရဲ့အကူအညီမပါဘဲခင်မုန်းဖြစ်သူဟာအုံးဒီတစ်လုံးကိုတောင်ခွဲအောင်မလုပ်နိုင်ခဲ့ပါဘူးမိမိကိုယ်တိုင်အသက်ရှင်ရည်တည်နိုင်စွမ်းမရှိတာနဲ့ခင်မုန်းဖြစ်သူရဲ့အစင်မကျင်ဒေါသထွက်မှုတွေကိုစိတ်ပြက်လာတဲ့အမျိုးသမီးဟာလူငယ်လေးနဲ့အတူပင်လယ်ထဲဆင်းပြီးငါးစားတင်ဖန်ခဲ့ပါတယ်လူငယ်လေးကအကြောင်းရဲ့ကြီးတစ်ကောင်ကိုလွယ်လွယ်ကူကူဖမ်းမိခဲ့ပေမဲ့အစားအစာပြင်ဆင်နေချိန်မှာဒေါသထွက်နေတဲ့ခင်မုန်းကသူတို့နှစ်ယောက်လုံးကိုတဲတဲကနေနှင်းထုတ်လိုက်ပါတယ်အမျိုးသမီးဟာဆက်ဆံရေးကိုပြန်လည်ကောင်းမွန်အောင်ကြိုးစားပြီးအကြောင်းပြချက်ပေးဆောင်ခဲ့ပေမဲ့ခင်မုန်းကအတိတ်ပဲလွဲမှားစွာလက်ခံခဲ့ပါတယ်ပြင်းထန်တဲ့အငင်းပွားမှုမှဒီရိုင်းတဲ့ပွဲအထိဖြစ်ပွားခဲ့ပြီးသူတို့ရဲ့တန်ရောစင်လုံးဝပြတ်တောက်သွားခဲ့ပါတယ်ငတ်မွနေတဲ့ခင်မုန်းဖြစ်သူဟာသူ့ကိုမအိမ်မသာဖြစ်စေတဲ့ပင်လယ်တော်ဝအသေးလေးတွေကိုပဲဖမ်းဆီးနိုင်ခဲ့ပါတယ်အခြားတစ်ဖက်မှာတော့လူငယ်လေးဟာဒီတိုင်းကောင်းမွန်တဲ့ပင်လယ်စာတွေကိုရင်းရှက်စွာစားတောက်နေခဲ့ပါတယ်စာလောင်မှုကြောင့်အမျိုးသမီးဟာခင်မုန်းထွက်သွားချိန်တိုင်းလူငယ်လေးစီလှုပ်ဝက်စွာသွားရောက်ပြီးအစားအစာသွားစားခဲ့ပါတယ်ခင်မုန်းဖြစ်သူလက်မအရွယ်ငါးသေးသေးလေးနှစ်ကောင်ကိုကိုင်ဆောင်ကပြန်လာချိန်မှာလူငယ်လေးကသူ့ကိုလှောင်ပြောင်ခဲ့ပါတယ်လက်စားချီလိုစိတ်ပြင်းပြနေတဲ့ခင်မုန်းဟာလူငယ်လေးအိပ်ပျော်နေစဉ်မှာသူ့ရဲ့ရေကူးမျက်မှန်ကိုခိုးယူလိုက်ပြီးငါးကြီးတွေကိုလွယ်လွယ်ကူကူဖမ်းဆီးခဲ့ပါတယ်နိုးလာလို့ရေကူးမျက်မှန်တောက်နေတာကိုတီးသွားတဲ့လူငယ်လေးဟာလမ်းကိုကင်ပြီးခင်မုန်းကိုတိုက်ခိုက်ဖို့ပြအင်ခဲ့ပေမဲ့အမျိုးသမီးကဝင်ရောက်တားဆီးခဲ့ပါတယ်နောက်ပိုင်းမှာခင်မုန်းဖြစ်သူငါးရီနဲ့အတူပြန်လာပြီးရေကူးမျက်မှန်ကိုပြန်ပေးလိုက်တဲ့အခါလူငယ်လေးကဝမ်းသာသွားခဲ့ပေမဲ့အမျိုးသမီးရဲ့မျက်လုံးထဲမှာတော့ထူးဆန်းတဲ့တင်းမာမှုနဲ့အပြစ်ရှိစိတ်တွေကိုတွေ့လိုက်ရတာကြောင့်သူ့ဇနီးဟာသူ့ကိုတစ္ဆာဖောက်လိုက်ပြီဆိုတာခင်မုန်းဖြစ်သူသိရှိသွားခဲ့ပါတော့တယ်